be like smooth. What? Can you teach me how to get? ကင်မရာဟိုဘက်ကြည့်ရမလားဟိုဘက်ကိုကြည့်ရမလားဟိုဘက်ကြည့်ရမလားဆိုတော့ ਨੇ ဒီတက်ဝဲကြည့်လိုက်တော့အားလုံးမင်္ဂလာပါကျွန်မကတော့ TV vlog မှာမတ် TV ဖြစ်ပါဒီနေ့ share လုပ်ပေးသွားမယ်အကြောင်းရင်းကကြတော့လောကမှာဒီလိုမျိုးသမီးလည်းရှိလိုမျိုးသမီးဆိုတာဘလို့မျိုးသမီးလဲဆိုတာကျွန်မတို့အရင်ပြောလိုက်အောင်ကျွန်မလည်းအဲ့လိုမျိုးသမီးတွေပါတယ်ဘာလို့လဲဆိုတော့အရင် pressure မပေးတတ်ဘူးအရင်မချုပ်ချယ်တတ်ဘူးလွတ်လပ်စွာနေထိုင်လို့ရတယ်အရင်ဘယ်သွားနေလဲဘာလုံးနေလဲတိတ်ဘူးမမေးတတ်အဲ့ဒီလူတယောက်တိတ်ပြီးတော့အဲ့လူတယောက်ချောင်းတွေကိုအများရန်100ရာခိုင်နှုန်းခေါင်းနဲ့ထည့်လို့မရှိတဲ့အမျိုးသမီးပေါ့နော်အဲ့လိုမျိုးသမီးကဘာတွေကောင်းလဲဆိုရင်စိတ်မစင်ရအောင်နောက်တစ်ခုကကျတော့သူတို့ကိုသူတို့အရန်ကိုလွတ်လပ်တဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်ဒါကြောင့်ယောက်ျားတယောက်ကိုကျမတို့ဘလို့ရှင်တို့ကိုမိန်းမယူတယ်အဲ့လိုမိန်းမတွေမှာရှာယူအရင်ကို pressure မပေးတဲ့လူနောက်တစ်ခါကျတော့အရင်ဘာလုံးနေလဲဖယ်သွားနေတယ်တဝင်းတိုတာမျိုးတွေမရှိရလူကျမကျတော့ဘလို့ type လဲဆိုတော့ sorry ငေါခိုင်နေစိတ်ဝင်စားခြင်းတယ်ကိုထက်လာရဲဆိုကိုထက်မိုက်ရဲဆိုတော့အရင်မနာလိုဝင်တိုတဲ့ထဲမှာမပါဘူးကျမအဲ့လိုမျိုးမိုင်းနေကိုကြိုက်တယ်အဲ့လိုမျိုးဆိုပုံစံပေါ့နော်အားကြောင့်မို့လို့ယောက်ျားတွေကအဲ့လိုမျိုးသမီးနဲ့နေရတော့ပိုပြီးပြောတယ်ဘာလို့လဲဆိုတော့သူတို့လှုပ်ချင်တဲ့အရာတွေပိုအောင်မြင်အောင်လုပ်နိုင်တယ်ပြီးတော့နောက်တစ်ခုကျတော့နောက်မှာ pressure တိတ်မရှိရဲ့အတွက်ကြောင့်မို့လို့စိုးချိုးကဘာဖြစ်သွားလဲဆိုတော့သူ့ခေါင်းထဲမှာတိတ်ပြီးတော့စူးစမ်းခြင်းတွေမရှိတော့ဘာလို့လဲဆိုတော့မျိုးသမီးကအရင် pressure မပေးဘူးသူလည်းသူ့မလည်းနေတယ်ကိုလည်းကိုမနဲ့ကိုနေတဲ့အတွက်ကြောင့်မျိုးသမီးကအရင် pressure မပေးတဲ့အတွက်ကြောင့်သူကအရင်ကိုဘယ်လိုပြောမလဲငါမလုပ်လေရတယ်ဆိုတဲ့အတွေ့အမျိုးဖြစ်လာတယ်ဆိုတော့ဒါကတော့စိုးချိုးပေါ့နော်ကောင်းချိုးတွေကဘာတွေရှိလဲဆိုရင်အလုံးလုံးနေတယ်လို့ဆိုရင်ဒီအလုံးပေါ်မှာအရန်ကိုအာယုံစုဆိုင်နိုင်တယ်နောက်တစ်ခုပို့ပြီးကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်အောင်လုပ်နိုင်တယ်ပြီးတော့နောက်တစ်ခုကျတော့အဲ့လိုအမျိုးသမီးတွေကိုရှင်းလို့မျိုးသားရှိတဲ့တော်တော်များများပြဿနာဘာနဲ့အဆုံးသက်ကြလဲဆိုတော့အိမ်တော်ရေးအဆင်မပြေဘူးနဲ့ဖောက်ပြန်ခြင်းနဲ့အဆုံးသက်ကြရပေါ့နော်အဲ့ဒါနဲ့ကိုယ်ကြရတယ်တယောက်နဲ့တယောက်အရန်ချစ်ပါတယ်ဆိုတော့အိမ်တော်ကြီးကိုယ်ကြရတယ်အဲ့လိုပဲဘာဖြစ်လို့လဲဆိုတော့အရန် pressure ပေးလို့နေဟိုမသွားနဲ့ဒီမသွားနဲ့ဘာလုံးနေလဲဘယ်သွားနေလဲဖုန်းနဲ့ text တွေကိုချက်တာမျိုးတွေ chat box ကဟာတွေကြည့်တာမျိုးတွေ Facebook တွေ account တွေကိုကိုင်တာမျိုးတွေဘာလုံးနေရလဲနော်ဘာလုံးနေရလဲနေ Facebook account ကိုင်တာပဲဒီ account တွေနောက် account တစ်ခုလည်းဖွင့်လို့ရအောင်နင်းတို့တကယ်ချစ်တယ်ဆိုရင်အဲ့ဒီယောက်ျားတယောက်နင်းနာမှာပဲနေဘာလို့နေရအရင်လိုက်ပြီးတော့ချုပ်ချင်နေမှာဟုတ်တယ်အမှန်တော့မလို့ကျမတို့အမျိုးသမီးတွေနေလေအဲ့လိုမျိုးလောက်ဖို့မလို့အရင်အဲ့လိုသူ့နောက်တစ်ကောက်လိုက်ပြီးတော့အရင်စိတ်ဆင်းရဲကိုယ်ဆင်းရဲအလုံးတဲ့ကောင်အလုံးမှာအဲ့ဒီအရာကိုကျမတို့ကအရင်ခေါင်းနဲ့ထည့်ကြမလို့မျိုးသားတွေလည်းကျမပြောချင်တာကိုယ့်ရဲ့ပတ်တနာမျိုးသမီးကအဲ့လိုမျိုးရှိရဲဆိုရင်ခေါင်းနဲ့တိတ်မထည့်ပြောချင်တာသူလည်းသူ့မောင်လှုပ်ချင်တာလို့ကိုလည်းလှုပ်ချင်ရရှိရလို့သူလှုပ်ချင်တာလှုပ်တိုင်းကိုလှုပ်ချင်တာလှုပ်ဆရာမလို့ဘူးသူလှုပ်ချင်တာလည်းဝင်မယ်လေကိုကတော့လှုပ်ဆရာရှိရလှုပ် level တန်းသွားညှိလို့မရအောင်အားကြောင့်မို့တေးချစဉ်းစားပါမိမတယောက်ယူမယ်ဆိုရင်ကျွန်မပြောတေးချစဉ်းစားအခုလေဆိုရောင်းအင်းဆိုပြီးတော့ကောက်လို့မရအောင်ငါအသက်ကြီးနေပြီဆိုပြီးတော့ငါအသက်ကြီးနေပြီငါမိမမရတော့မှရန်ဆိုရင်ငါအသက်ကြီးနေပြီငါဘေးကပါတနာကောင်းလည်းမကောင်းဘူးနဲ့ယူလိုက်ရမျိုးမလုံးနဲ့အသက်ကြီးနေတော့လေကိုယ့်ရဲ့ဘေးကပါတနာကောင်းလားကိုယ့်ဆံကိုဖြုံးနေလားတုံးနေလားဘဲရှုပ်လားဒါတွေကိုကြည့်ပြီးတော့မှကျွန်မတေးသေးချာဟိုဘယ်လိုပြောမလဲဟိုရှာပြီးတော့ယူနော်အဲ့လိုမှမဟုတ်ပဲလေငါတော့အသက်ကြီးနေပြီဆိုပြီးတော့အသက်ကြီးတိုင်းကောက်ယူစရာမလိုဘူးအသက်ကြီးလည်းပဲဖြစ်တယ်ကွာတယောက်တည်းနေကဘလောက်မိုက်တယောက်တည်းနေ sorry အများကြီးတွေ့လို့ရမိမယူလိုက်ရင် sorry အများကြီးတွေ့လို့မရတော့ဆိုတော့မိမယူလိုက်တာထောင်ကျသွားတယ်အတူတူပဲအဲ့ဒါကြောင့်ကျမအမျိုးသားတွေကိုပြောချင်တာကိုနားလဲမှုပေးနိုင်တယ်အမျိုးသမီးကိုယူနားလဲမှုဆိုတာဘာလဲနော်နားလဲမှုဆိုတာခြေပြန့်တယ်အဲ့ဒီထဲမှာဘာတွေနားလဲမှုပေးနိုင်တယ်ဥမာဘယ်လိုပြောမလဲညအိမ်ပြန်နောက်ကြတာမျိုးကိုနားလဲမှုပေးနိုင်တာဒါကနားလဲမှုမဟုတ်ဒီထက်ပိုဆိုးတဲ့နားလဲမှုအများကြီးရှိဆိုတော့အဲ့ဒီအရာတွေကိုကျမတို့ကဘယ်လောက်ထိနားလဲမှုပေးနိုင်လဲဆိုတာအဲ့ဒီအမျိုးသမီးစမ်းသပ်ကြတယ်ဆိုတော့ကျမပြောချင်တာ financial နဲ့နားလဲမှုပေးနိုင်တာလားဒါမှမဟုတ် social တာနဲ့နားလဲမှုပေးနိုင်လားဒီမျိုးသမီးကငါ့ကိုတီးခတ်ပါတယ်ဆိုနေကဒီမျိုးသမီးထက်မြင်းနေတယ်ဆိုတော့ဒီမျိုးသမီးကတီးခတ်လိမ့်မယ်နေတနေ့နေဒီမျိုးသမီးထက်နေသွားတဲ့တနေ့ကျရင်ဒီမျိုးသမီးအောင်တီးခတ်နိုင်ပါလားဆိုတော့စဉ်းစားအောင်ဆိုတော့ရှင်တို့မျိုးသားတွေကအရန်ကိုပတ်စံရှာနိုင်ဆိုအရန်မှန်တက်ကြဘာဖြစ်လဲပေါ့ငါလုပ်ချင်တာလုပ်မယ်ပေါ့နော်အချိန်ချင်းကိုနှိမ့်ကြသွားတဲ့အချိန်ကိုပတ်စံမရှိတဲ့အချိန်ဆိုရင်ရောဒါတွေကိုနားလည်ပေးနိုင်လားဆိုတော့တွေးရအောင်
အားကြောင့်တချို့အမျိုးသမီးဆိုဘလောက်ထိနာလဲပေးထားလဲဆိုရင်နင်းအပြင်မှာဆောင်းရှုံးလို့ရတယ်ဒါပေမဲ့အိမ်ထိမသေးလာနဲ့နောက်တစ်ခုနင်းကြိုက်တာအပြင်မှာတောက်လို့ရတယ်ဒါပေမဲ့အိမ်ကိုမူးပြီးမရမ်းကားနဲ့အဲ့လိုမျိုးပေါ့ချို့ရဆိုရင်ဘယ်လိုပြောမလဲအဲ့လိုမျိုးတိုင်မင်လေးအမျိုးသမီးရထားတာအမှန်တကယ်လို့လိုအပ်တယ်မလုံးနဲ့အရန် pressure ပြီးတော့ယောက်ျားကဘာဖြစ်လဲဆိုတော့အရန်ဂျင်းနဲ့ချက်ထင်မှာမိပြီးတော့ရှောက်လို့ပေါ့အဲ့လိုပဲယောက်ျားရတယ်လို့ပဲမိန်းမတွေအရန် focus ထားပြီးအရန်အာရုံစိုက်ပြီးတော့အဲ့လိုမျိုးရှောက်လို့အဲ့လိုရှောက်လို့တာအမျိုးသမီးတွေကမကြိုက်လွတ်ထားလိုက်သူဘယ်လောက်ထိလုံနေကွာလွတ်ထားလိုက်ဆိုလွတ်ထားရင်ကောင်းလားဆိုလွတ်ထားတယ်လေကောင်းလေးຢာရှိအားကြောင့်ကျွန်မပြောချင်တာအမျိုးသားတွေနေတယ်ကိုယ့်ရဲ့ပါနာမျိုးများငါမျိုးသမီးတွေလှလိုက်တာငါမျိုးသမီးတွေကငယ်လိုက်တာငါရဲ့ကောင်မလေးကိုစိတ်မချဘူးဆိုပြီးရန်နေ focus တွေလုပ်ပြီးတော့ရန်နေ iron side ပြီးရန်နေ pressure ပေးတာမျိုးမလုပ်နဲ့မိန်းမတွေလည်းမကြိုက်ယောက်ျားတွေလည်းမကြိုက်ဆိုတော့နှစ်ယောက်စိတ်တူကိုယ်လူဆိုကောင်းတယ်ကွာဘယ်လို relationship ကကောင်းလဲဆိုအတူတူလုပ်မယ်ငါတို့အတူတူလုပ်မယ်ဆိုတော့ partner တွေရှိဒီရာဆိုလည်းငါတို့အတူတူလုပ်မယ်ဟိုရာဆိုလည်းအတူတူလုပ်မယ်အဲ့လိုငါတို့စော်ထိတ်မယ်ဘဲထိတ်မယ်အတူတူလုပ်မယ်ငါအားကြောင့်မလို့ cap core တွေ hot white တွေဆိုပေါ်လာပေါ့နော်ဒါကျွန်မဆက်ပြီးပြောပြပါပေါ့ဒါကဘာလို့လဲဆိုတော့စိတ်တူကိုယ်မှာရတယ်ဒီရာကကျွန်တော်တို့စိတ်တူကိုယ်မှာဖြစ်တာအဲ့လိုမှမဟုတ်ဘူးစိတ်တူကိုယ်ဆိုညှိရအရန်ခက်တယ်အဲကြောင့်ကိုယ့်ရဲ့ပါတနာမျိုးသားဘလို့စိတ်ရှိတယ်ပါတနာမျိုးသမီးအောင်ဘလို့စိတ်ရှိတယ်ဆိုတော့ကျွန်မတို့တွေကပုံမှန်လည်းတိုင်ပင်ဆိုဆွေးနွေးရမယ်ဥပမာကိုယ့်ရဲ့အမျိုးသားကလှုပ်ချင်တာမဟုတ်ခေါက်ကန်နေတာမျိုးတွေရှိတယ်နော်ကိုယ့်ရဲ့အမျိုးသမီးကလည်းဒီလော်လေးကတောက်ကေးနေဆိုရင်မကြိုက်ဘူးကွာအဲ့တော့ကြောက်ကီးရဲ့ကောင်နဲ့ခေါက်ကန်ကျဲတယ်အဲ့လိုမျိုးချိန်နေရှိတယ်အဲ့ဒါတွေကိုကျွန်မတို့တွေကနားလဲပေးရမယ်နော်ပြန်လာတော့ကျတော့ကိုကတောက်ကေးနေတယ်အဲ့တောက်ကေးနေတဲ့အရာတွေကိုရန်ကြောက်ကီးရအောင်လို့ဆေးတွေရောဘာတွေရောလိုက်လုံနေမယ်စားသူ့ကို next one ပေါ့နောက်တစ်ယောက်နဲ့ခဏနော်နောက်တစ်ယောက်နဲ့ပေးတွေးလိုက်တာမျိုးတွေသူ့ကိုစိတ်ချမ်းသာအောင်ဒီလိုအခြေအနေမျိုးဖန်တီးပေးလိုက်တာမျိုးတွေဒါတွေကိုကျမတို့တွေက relationship တွေမှာလိုအပ်တယ်ဒါကြောင့်မို့လို့လုံးဝဖွင့်မပြောတတ်တဲ့ relationship တွေရှိလုံးဝဖွင့်ပြောလို့မရတဲ့အခြေအနေကိုပိုင်ဆိုင်ထားတဲ့ relationship တွေရှိဆိုတော့အဲ့လို relationship တွေကပိုပြီးခိုင်ပါတယ်ပြီးတော့ပိုပြီးတော့လည်းအလုံးလောက်ရပိုအောင်မြင်ဆိုတော့ကိုယ့်ရဲ့အမျိုးသမီးက hot white ဖြစ်နေရလားကိုယ့်ရဲ့အမျိုးသားရော cap go ဖြစ်နေရလားဒီလိုအခြေအနေတွေဆိုရင်ကျမတို့တွေကဘလို့တွေအခြေအနေတွေကောင်းအောင်ဖန်တီးကြမယ်ဒီလို relationship တွေအိမ်တော်ကြီးအများကြီးရှိတယ်ဒါအစမ်းတစ်ချိန်မဟုတ်ဘူးကွာကျမလည်းစကြတော့အစမ်းတစ်ချိန်ဖြစ်တာပဲဒါပေမဲ့နောက်တော့အစမ်းတစ်ချိန်မဟုတ်တော့ဘာလို့လဲဆိုတော့လိုအပ်တယ်အိမ်တော်ကြီးဆိုတာကွာအခုတင်နေတဲ့ပေါ်ပင်ဖြစ်နေတဲ့တရင်လို့ပေါ့မယက်ကြီးကိုဘာညာယောက်ျားတိုင်းကတော့လုံးမှာပဲကွာချိန်တိုင်းဂျိုးတာပဲနေဘလောက်လှထားတာကနေဥမာမင်းသမီးကိုယူထားရဲဆိုလေဒီမင်းသမီးကိုကြားရင်ကြည့်သွားရင်လည်းရိုးမှာပဲငါတို့ကဒါတစ်ခါလေကြားရင်မှတွေ့တယ်ဆိုတော့ရမ်းလှတယ်ရမ်းမိုက်တယ်လို့ထင်ရိုးမှာပဲဒါပေမဲ့လောက်တာမလောက်တာဒီယောက်ျားရဲ့စိတ်ငယ်ပဲဆိုင်အဲ့ကြောင့်ကိုလှုပ်ချင်တယ်ဆိုပြောရင်မိန်းမပုံမလေးလေးပြောမိန်းမလည်းဒီရောင်နာလည်းပေးနိုင်လားလက်ခံပေးနိုင်လားဆိုတော့ကျမတို့တေးသေးချာချာညီညာချင်းတွေလုပ်ပြီးတော့မှကျမတို့ relationship တွေပို့ပြီးကောင်းမွန်အောင်ဖန်တီးလို့ရတယ်အခုခေတ်ကပို့ဆိုးတယ်ကွာဒီလိုမျိုးအခြေအနေတွေကိုဗီဒီယိုတွေကလည်းကြည့်လို့ရတယ်နောက်တစ်ခုကျတော့ time swing တွေနဲ့လူတွေကလည်းရှိတယ်ဆိုတော့ကျမတို့ဒီလိုအခြေအနေကိုကျမတို့အချိန်ကြာကြီးစိတ်ဆင်းရဲနေမယ်စားကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့အမျိုးသမီးကိုတတိစစ်စစ်ဖန်တီးပေးလိုက်တာကောင်းတယ်ဆိုတော့လောကမှာတော့ဒီ cap 4တွေ hot white တွေရှိနေမှာပဲနောက်တစ်ခုအဲ့လိုမျိုး escort girl တွေ take care တွေကတော့ရှိနေမှာပဲဒီຢာတွေပုံမှာကျမတို့တွေကအရင် pressure ပေးပြီးတော့တားမြစ်နေမှာလားဒါမှမဟုတ်ဘယ်လို balance ထိန်းအောင် balance ညီအောင်ထိန်းရမလဲဆိုတော့အမျိုးသမီးတိုင်းမှာအမျိုးသားတိုင်းမှာတောင်းမရှိကိုကတင်ခဲနဲ့လောက်ရတော့ဝါသနာပါတဲ့ဘဲတွေရှိအဲ့လိုမျိုးဆိုရင်ဘယ်လိုကာကွယ်ရလဲငါရဲ့အိမ်တော်ဘက်အမျိုးသမီးမထိကငါဘယ်လိုလုပ်ရစိတ်မစင်းရဲအောင်ဘယ်လိုလုပ်ရကျမတို့ဓာတ်တွေလိုရတယ်အဲ့လိုပဲအမျိုးသမီးတွေကလည်းငါယောက်ျားကတော့ဒီလိုအခြေအနေမျိုးကိုကြိုက်တယ်ဆိုတော့သိရငါယောက်ျားဒီလိုကောင်းအဲ့တော့ငါဘယ်လောက်ထိနာလဲပေးနိုင်လဲဆိုတာမှလည်းအမျိုးသမီးတွေကလည်းကိုယ်တိုင်သိရငါယောက်ျားဒီလိုကောင်းကြီးကိုသွားပြီးတော့ရန်လိမ်မာရင်ကျေးတုံသေးပြီးတော့လုံးလို့မရရန်တည်ငြိမ်နေအောင်လုံးလို့မရဘူး तू ကလင်းလို့လုံးမှာအဲ့တော့ကိုယ်ဘေးနားမှာရှိတဲ့ partner ဘလို့လူမျိုးလဲဆိုတာတင်ကိုယ်တိုင်သိရအဲ့ဆိုအရာအားလုံးကလွယ်အဲ့တော့နားလဲပေးနေတာနားလဲပါ
ပေးတဲ့နာကိုနားလေပေးလိုက်နားမလဲပေးတဲ့ဘူးငါတို့ဒါကိုလက်မခံဘူးဆိုဒီအရာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာမျိုးသားတွေရောမျိုးသမီးတွေတောင်းမရှိဘူးအဲ့လိုလေငါတို့ချစ်လို့ယူထားပဲဒီအိမ်အောင်တက်ယူငါတို့ကြာကြီးထင်းရမှာပဲဆိုတော့ဒီဟာတွေမှာတောင်းရှိခုနပြောလောကတော့ကေးနေတယ်အရန်ကိုပြဿနာဖြစ်နေအဲ့ရောင်ငါတို့စိုးစိမ်ပူပန်နေအတွက်ဘယ်လိုဖြေရှင်းမလဲနံပါတ်1ချက်အဲ့လိုဘူးလိုမျိုးတွေခေါ်မလားနောက်တစ်ခုငါတို့ဒါမှမဟုတ်လေဟိုအခု sex toy လိုမျိုးဟာတွေဖြေရှင်းမလားဒီဟာနှစ်ယောက်လိုအပ်တယ်ဆိုတော့နည်းနည်းပါးလေးလေးအမျိုးသားမျိုးသမီးကိုပြောလေးလာလို့ပြောချင်နော်မလေးလာပဲနဲ့ရန်ရှေးရိုးဆန်နေပဲကိုကတော့ရှေးရိုးရန်ဆန်တယ်ကိုရဲ့ယောက်ျားကိုရဲ့မိန်းမအရန်ရှေ့ရောက်အဲ့မှာလိုက်လို့မမီတော့ပါဖြစ်ကြပြဿနာဖြစ်ကြအားရှင်းရှင်းလေးပဲနားလေပေးလိုက်ဆိုတာကျမပြောတရားရငိုင်းတော့နားလေခိုင်းတာမဟုတ်ဘူးဆရာကြီးတော့မဟုတ်ဘူးနော်ပြောပြတရားရငိုင်းတော့နားလေခိုင်းတာမဟုတ်ဘူးခါလေးအခွင့်အရေးတွေပေးလိုက်ဆိုတော့အဲ့ဒီဟာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဒါကြောင့်မလို့အရင်ရှေးရိုးဆွဲနေတာမျိုးတွေအရင် pressure ပေးနေတာမျိုးတွေအရင်လိုက်ပြီးတော့ focus လုပ်နေတာမျိုးတွေပြန်ထိန်းချုပ်နေတာမျိုးတွေ relationship တိုင်းမှာအောင်မြင်တဲ့ relationship မဖြစ်နိုင်ဘူးဆိုတော့ငါတို့ကြာဘာကြိုက်တယ်လဲသိရငါတို့ကြာ blow job ကောင်းလုံးတဲ့စော်ကြိုက်တယ်ငါတို့ကြာတော့ကိုကြီးကြိုက်တယ်ငါတို့ကြာလှနေမှကြိုက်တယ်အဲ့ဒီဟာကိုကျမတို့ပြုနေရမှာပြောင်းလဲရမှာပဲကျမတို့ဒီຢာတွေကြိုက်တယ်ဆိုဒီຢာတွေကျမတို့ကြိုက်အောင်လေးလာထားရမှာပဲတော့ကိုကြီးကြိုက်တယ်လှနေမှကြိုက်တယ်ခါသေးနေမှကြိုက်တယ်ငါတို့ကြာအလှပြင်းနေမှကြိုက်တယ်ငါမိန်းမဆိုရင်ငါဘလို့မှကြိုက်တယ်ဒါတွေသိရငါမိန်းမချိုးနေမှကြိုက်တာနော်ငါမိန်းမမိုက်နေမှကြိုက်တာဝါနေမှကြိုက်ဘူးဆိုဒါတွေဘလို့ပြောင်းလဲလို့ရရကွာပြောင်းလဲလို့ရတဲ့အရာတွေဘာလို့မပြောင်းလဲကြရလဲနော်အဲ့ကြောင့်မလို့တစ်ခါကြလဲကိုကျမဗီဒီယိုတိုင်းမှာပြောတယ်ဒီစကားတွေလည်းထပ်နေတယ်ချိန်ပေးဖို့တော့ကျမပြောချင်နော်အဲဆိုတော့နှစ်ဦးတစ်ဖက်ပုံမကောင်းတဲ့ relationship ဖြစ်တယ်အဓိကတော့ကိုယ်တို့နေရာကြားထဲမှာ that person မဝင်လာအောင်လို့ကျမတို့ထိန်းချုပ်ပါ that person ဝင်လာတယ်ဆိုတာအပြင်မှာတီးပြီအမှ9နိုင်ထိုးလို့ဆို that person ဝင်လာတယ်ဆိုတာကတယောက်ကအရန်ထိန်းချုပ်လို့နောက်တစ်ခါကျတော့တယောက်ကအရန်ကြီးကိုဟိုဘယ်လိုပြောမလဲအရန်မလုံးနဲ့လို့တားမြစ်တဲ့ဂျားတွေကနေပို့လုံးဖြစ်လာလို့မတားနဲ့လွတ်ထားလိုက်အချိန်တည်းသူကဖြတ်သွားလိုက်โอเคအဲ့ဒါပြောချင်ဒီကအဲ့ဒါပြောချင်တာစကားပြောရင်နည်းနည်းတော့ရှည်သွားတယ်ဒါပေမဲ့နားထောင်လိုက်တာဘာလို့လဲဆိုတော့ခေါင်းစဉ်ကတော့ဘာတတ်မှတ်ထားမလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာလောကမှာဒီလိုຢာရလည်းရှိအဲ့ဒါမဖြစ်နိုင်တဲ့ sex ပုံစံတွေတော့ရန်ကြီးတော့တောင်းဆိုနေတယ်နော်ဒါမျိုးကြီးကြတော့လေလက်ခံနေတဲ့မျိုးသမီးရှိရလက်ခံနိုင်တဲ့အခြေအနေဆိုတာရှိရလက်မခံနိုင်တဲ့အခြေအနေဆိုတာရှိဖြစ်တင်တာလေးဖြစ်ချင်တာလေးကိုတောင်းဆိုပါဒါဆိုရင်အိမ်တော်ကြီးကပို့ပြီးဆင်ပြေလာတယ်နောက်တော့ကြာရင်ကျွန်မ cap phone နဲ့ half white နဲ့ဘူးနဲ့အကြောင်းကျွန်မပြောပြအောင်ဆိုတော့ဒီနေ့ကကျွန်မဘယ်ရောက်ဒီမှာ say Aries ကကျွန်မရောင်းလာတာ2022ထဲရပါတော့2022ထဲရရောင်းလာတာအခု2026ဆိုတော့ကျွန်မ4နှစ်ရှိပါပြီဒီကြားထဲမှာဆေးရပြတ်သွားတာတစ်နှစ်ကျော်လောက်ကြာသွားတယ် made in India made လုံးဝခေါင်းမကိုက်ဘူးကွာဝယ်ပြီးရင်တကယ်ကြိုက်တယ်လုံးဝခေါင်းကဒီမှာ၄လုံးပါတယ်၄လုံးတစ်ကောင်9000 expire 2029ဒီတဘူးကို9000 10ကပ်ပါတယ်လုံး40တပွဲတော့စေရေရှည်300ရိုင်စေးမဟုတ်ဘူးနောက်တစ်ခုကျတော့လုံးဝမိုက်တယ်ဆိုတော့ခေါင်းလုံးဝမကိုက်ဘူးခေါင်းလုံးဝမမူကြာစေးရဲ့ side effect ကပါလေဆိုတော့ခေါင်းကိုက်တာခေါင်းအုပ်တာဖြစ်တယ်ဒါကလုံးဝမဖြစ်ကျမအာဝမ်းခံ Aries เนาะနာမည်က ERIX Aries တရားအားပါဒါတော့အနီရောင်လေးပါလိုချင်နေဆိုရင်အခုတင်လာတဲ့ဖုန်းနံပါတ်လေးကနေတက်ဆင် Viber Telegram တွေလာဝယ်လို့ရတယ်ခေါင်းကိုက်ရင်ကြိုက်သလိုပြောလုံးဝမကိုက်စေရအောင်ဒီဒါလေးတော့ကြောင်ညာဝင်ကြီးဖြစ်ပါတယ်ဒီနေ့ကတော့ကျမအခုပေါ်ပင်ဖြစ်နေတဲ့အကြောင်းအရာလေးကိုနည်းနည်းလေးခြုံငုံပြီးပြောရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တက်တာ